hello မင်္ဂလာပါရှင်အခုဗီဒီယိုကြည့်နေလူတွေပေါ့နော်ဒီအကိုစီမှာတက်တာလေးတကယ်သိတာကိုမသိတာရအောင်လို့ပေါ့နော်ရှင်းရှင်းလင်းလင်းသိရတယ်ဘာလို့ဆိုကျမတို့လေတကယ်ပြောတာကျမလေတအားထူတာနော်ဒါထူတဲ့လူတော်မှာဗီဒီယိုအဲ့ဒါတင်လိုက်တာနဲ့တရက်မြောက်နောက်တစ်ရက်ဆိုတာလေအဲ့လိုဗီဒီယိုလေ edit လုပ်တာလေကိုယ့်ဘာကိုအကုန်လုံးတက်သွားတာပေါ့နော်တကယ်လို့ဟိုဟာတက်ချင်လို့ရှယ်ဒီအကိုစီမှာလက်တက်လို့ကျမတော့လော comment ပေးပါလေရှင်ဟိုပို့ပြောတာမဟုတ်ဘူးနော်တကယ်ပြောတာပါရှင်ညီမအနေနဲ့ပေါ့နော်ဒီကျွန်တော်ရဲ့တက်တော့ monetization တန်တဲ့ကိုလာပြီးတော့တန်တဲ့တက်တယ်ပေါ့နော်မတန်ခံတော့ကအတွေ့အကြုံနဲ့တန်ပြီးလို့ရလာတဲ့အတွေ့အကြုံလေးကိုနည်းနည်းကျွန်တော်ကိုညှောက်ပေးပါမြန်မာလိုပဲပြောရတော့မြန်မာလိုပြောတန်ဟိုဟာအစတော့ဗောကိုလေးလာချင်တယ်ကြာပြီဒါပေမဲ့ live ပေါ်မှာတင်တာတိတ်နားမလဲဘူးတင်ပြီးတော့တင်တန်းအမ်းလိုက်တယ်လဲပေါ်မှာတင်တန်းအမ်းပြီးတော့ဟိုကိုဝေကြည့်လိုက်တယ်နားမလဲတဲ့ဟာတွေပဲဖြစ်နေဆိုတော့မြေကိုက speaking ဘိုင်းနဲ့တိတ်မကြွဘူးလေအဲ့ဒါကြောင့်ကိုကအဲ့ဒီတင်တန်းတက်ပြီးတော့ကိုကပြစ်ထားတယ်ဒါပေမဲ့ကိုစိတ်လာတာအရန်တိတ်ချင်တယ်အဲ့ဒီကြောင့်အဲ့ဒါကိုလေးလာဖို့လဲဟိုတအားကိုတော့ခက်ခဲတဲ့ဟိုပညာတစ်ခုလို့ပြောရမယ်အဲ့ဒါနဲ့ကိုကိုတွေ့တာဒီဟိုချာတင်တိုင်းအပ်ပြီးတော့လေအဲ့ဒါပြစ်ထားတဲ့တစ်ထင်းလောက်ရှိပြီကြာတော့အကိုတွေ့တာတော့3လလောက်ရှိပြီဒါပေမဲ့အဲ့ဒါပတ်ဆက်3ထောက်တော့2မျောနေတာပေါ့အကိုပြောတာအဲ့ဒါမှတိုက်ကြတာပတ်ဆက်3ထောက်2မျောနေတာပေါ့ဒါပေမဲ့ငါဒီတိုင်းနေလို့မရတော့ဘူးပတ်ဆက်3ထောက်ငါတလားစာဟိုကတော့ပဲရှိတာပေါ့ကိုရဲ့မုတ်ဖို့ပဲရှိတယ်ဆိုတော့အဲ့ဒီမုတ်ဖို့ပဲနည်းနည်း short ချတော့ပြီးတော့ငါဘာလို့ဖြစ်လုပ်လိုက်မှာပေါ့အဲ့လုပ်ကြည့်တာတကယ်မှန်ပါတယ်အကိုနဲ့တွေ့တာဟုတ်ဘာလို့အကိုသိမလားအကိုလွယ်နဲ့ရှင်းအကိုလုံးမြင်ရတယ်ကျမဒီလောက်မှတ်ညာဟိုထိုင်းတဲ့ထဲပါတာပေါ့တော့ပြောမယ်ဆိုဒါပေမဲ့ကိုနဲ့တွေ့တယ်မှာအကိုလုံးမှတ်မိလဲလွယ်တယ်ရှင်းလေးနဲ့ဗီဒီယိုလုပ်တာပေါ့နော်အော်ဒီလိုလွယ်ပါလားဆိုတာနည်းနည်းတော့သိသွားတာပေါ့နော်ရှင်းကျွန်တော်တကယ်ပတ်စံရတဲ့အကောင့်တွေကိုလည်းညီမကိုပြပေးတာပေါ့နော်ဟုတ်တယ်ပုံက screenshot ပုံမဟုတ်ဘဲနဲ့တကယ်ကျွန်တော်ရနေတဲ့အကောင့်တွေကိုကျွန်တော်ပြပေးတယ်နော်နောက်ပြီးတော့ကျွန်တော်လူတွေရနေတဲ့ဟာတွေလည်းကျွန်တော်ပြပေးတယ်ပြီးတော့ညီမကအခုတန်တာဆိုရင်ကျွန်တော်စီမှာဒီနေ့မှ3ရက်ပဲရှိသေးတယ်နော်3ရက်ညီမတန်နဲ့တန်နေတော့အချိန်တွဲထဲမှာပဲအကောက်ကအောင်တော့မယ်နော်တိတ်မကြတော့အများကြီးဖြစ်နေစတင်တာနဲ့ follower ဟုတ်တယ် follower အခု3ရက်ဆို follower အခု1000ကျော်ပြီဟုတ်တယ်1300လားမသိဘူးရှိပြီရှင်အခုအကောက်ကလည်းတအားကြီးကျွန်တော်တို့ reaction တွေတက်နေပေါက်နေတယ်ပေါ့နော်တိတ်မကြတော့ဘူးကျွန်တော်ခန့်မှန်းတာနောက်ထပ်500လောက်ဆိုရင်ညီမအကောက်ကအောင်တော့မယ်အဲ့တော့ညီမယုံကြည်မှုဒီကျွန်တော်တန်ပေးတဲ့စနစ်တွေနဲ့မတန်ခံတော့ပေါ့နော်ညီမထင်ထားတဲ့ပုံစံတွေကလည်းမတူပဲနဲ့ညီမအတွက်တန်တယ်လို့မျိုးခံစားရတာပေါ့ဟုတ်တယ်တန်တယ်ရှင်ဟုတ်တယ်တကယ်တန်တယ်ပတ်စံရမယ်လို့ရောညီမယုံကြည်လားယုံကြည်ရဘာလို့ဆိုကိုယ့်ကိုဟိုဖွင့်လာတဲ့ကောက်တွေဆိုကြာပြီနှစ်ချီပြီဒါပေမဲ့ကိုယ့်ကိုအပျော်ဆော့တဲ့ကောက်တွေနှစ်ချီပြီဒါပေမဲ့ဟိုဟာလည်းများတယ်ပါတယ်follower လား follower အဲ့ဒါပြောမတတ်ဘူး follower လည်းများတယ်ဒါပေမဲ့ကိုတင်လဲလို့ရှိရင်ဟိုဟာ viewer 400ကျော်300ကျော်တက်တယ်ဒါပေမဲ့ like ရတော့100ကျော်အဲ့လိုပဲရတယ်အခုဒီကိုချစ်ဖွင့်ပြလာတယ်ညချစ်ချင်း viewer 2000ကျော်3000ကျော်တက်တယ်ဆိုတော့ကိုကနည်းနည်းတော့အဲ့တော့အော်ရတယ်အပြီးတော့ဟိုဟာပျော်သွားတာပေါ့အဲ့ငါ3000ပေးလိုက်ရတာတန်တာပေါ့နော်အခုကိုဖွင့်ပြတာ3ကောက်2ကောက်အဲ့လိုမျိုး follower များများနဲ့အဲ့လိုမျိုးလွယ်ပြများများရတယ်ဆိုတော့စိတ်ထဲမှာအမြဲကြည်နေတယ်ဟုတ်ညီမကျွန်တော်စီဟိုစားလို့တန်တော့ကညီမဂျီမင်းဖွင့်နေတယ်ရောဘာမှမတက်ဘူးဂျပန်တက်တော့ကောက်ဖွင့်တာလည်းမတက်ဘူးဘာမှမသိဘူးပေါ့နော်အဲ့လိုမျိုးအဲ့ဒါရတယ်ကျွန်မတို့ရတဲ့အရင်ခက်ခဲမယ်လို့ထင်တာလားဒါပေမဲ့အကိုပြတဲ့ထဲမှာအော်ဒီအကိုပြလိုက်တာရှင်းလင်းသိသွားတယ်ပေါ့ဟုတ်တယ်အခြေခံအဲ့ဒီအခြေခံလေးတွေတော့မှညီမမျိုးတက်နောက်ထားတဲ့ဟာကနေအခုကအကုန်လုံးရတော့ပြီဂျီမင်းဖွင့်နေရောဂျပန်ရီဂျင်ဖွင့်နေရောပတ်စံရေးရှာလို့ရတဲ့စနစ်တွေရောကျွန်တော်စီကပညာရတော့ပြီပေါ့နော်အဲ့လိုမျိုးတွေညီမရတော့ပြီဆိုတော့ဒီကျွန်တော်အခုကညီမကျွန်တော်စီမှာအပြန်မှာလူတဲ့တန်ရတာနဲ့လည်းဖြစ်မယ်လို့ထင်တယ်ပြီးတော့လက်တွေ့လည်းမြင်ရတယ်ပေါ့နော်ဒီဖူကံမျိုးမှာရှိတဲ့ညီမတငယ်ချင်းတွေပဲဖြစ်မျိုးကိုယ့်ရဲ့ကျွန်တော်တို့မြန်မာပြည်ကညီမလိုမျိုးကျွန်တော်တို့လိုမျိုးတက်တော်တို့ YouTube တို့ Facebook တို့ကနေပြီးတော့ဝင်ရှာတဲ့သူတွေကိုညီမအကြံပေးမယ်ဆိုရင်ဒီမျိုးအပြန်မှာလာပြီးတော့တကယ်တက်တာကဘယ်လောက်ထိအကျိုးရှိလဲဆိုတာပေါ့ညီမယုံကြည်မှုလေးကိုနည်းနည်းလေးကျွန်တော်ကိုပြောပြပေးပါအောင်ဒီ line ပေါ်မှာခုဗီဒီယိုကိုကြည့်နေမဲ့သူတွေပေါ့နော်အဲ့လိုမျိုးလေးhello မင်္ဂလာပါရှင်အခုဗီဒီယိုကြည့်နေလူတွေပေါ့နော်ဒီအကိုစီမှာတက်တာလေးတကယ်သိတာကိုမသိတာရအောင်လို့ပေါ့နော်ရှင်းလင်းသိရတယ်ဘာလို့ဆို
ကျမတို့လေတကယ်ပြောတာကျမလေတအားထူတာနော်ဒါထူတဲ့လူတော်မှာဗီဒီယိုအဲ့ဒါတင်လိုက်တာနဲ့တရက်မြောက်နောက်တစ်ရက်ဆိုနေတာလေအဲ့လိုဗီဒီယိုလေ edit လုပ်တာလေကိုယ့်ဘာကိုယ်အကုန်လုံးတက်သွားတာပေါ့နော်တကယ်လို့ဟိုဟာတက်ချင်လို့ရှယ်ဒီအကိုစီမှာလက်တက်လို့ကျမတော့လောကမပေးပါနဲ့ရှင်ဟိုပို့ပြောတာမဟုတ်ဘူးနော်တကယ်ပြောတာပါရှင်ဒါဆိုရင်အခုညီမကျွန်တော်စီမှာတန်တဲ့တက်ပြီးတော့3ရက်မြောင်းနေပေါ့နော်နောက်တစ်ခေါက်ကျရင်ညီမဒီမကြခင်အတိုးတက်မှာပေါ့ပတ်စံဘယ်လောက်ထိရခဲ့ပြီးတော့ပညာလေးရမယ်ပတ်စံလေးဘယ်လောက်ထိအမျက်ထွက်လဲဆိုတာပေါ့ကျွန်တော်နဲ့နောက်ဒုတိယဗီဒီယိုတစ်ပုံမှာတွေ့ရအောင်မယ်နော်တွေ့မယ်မလားတွေ့မယ်ရှင်ပတ်စံထွက်မရတဲ့မျောနေတယ်အမေယုံလဲယုတ်ကြည့်တယ်ကိုနဲ့ဟိုလောက်တာထွက်မယ်လို့လဲယုတ်ကြည့်တယ်ရှင်ဒါဆိုကျွန်တော်စီမှာဒီအပြန်ကဒီဖူကမ်းမြို့မှာပေါ့နော်ကျွန်တော်စီမှာလူကိုယ်တိုင်တိုက်ရိုက်လာပြီးတော့ဒီတက်တော့ကနေပတ်စံရေးရှိရှာလို့ရတဲ့စနစ်တွေပြီးတော့မြန်မြန်ဆန်ဆန်နဲ့ပတ်စံဝင်ငွေရတဲ့စနစ်တွေကိုလူတွေလာတန်တဲ့ညီမတယောက်ဖြစ်ပါတယ်ပေါ့နော်သူကဒီဖူကက်ဒီပါတော်မှာအလုံးလုံးရမ်းနေပေါ့နော်ကျွန်တော်ကို line ပေါ်ကနေတွေ့လို့လူတွေလာတန်ရမ်းနဲ့အခုသူ့ရဲ့တွေ့ကြုံလေးတွေကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်စီမှာဒီလိုမျိုးဖူကက်မှာရှိတဲ့အမျိုးတွေရှိတယ်ဆိုရင်တက်တော့ကနေပတ်စံမရမှာကိုလုံးဝမပူနဲ့ပေါ့နော်ကျွန်တော်ပြတဲ့စနစ်တွေကိုဒါတည်တည်ချာချာပုံမှန်လေးလုပ်မယ်ဆိုရင်ကျွန်တော်စီမှာပေးရတဲ့တန်တန်းကြီးကမုံဖို့လောက်တော့မရှိဘူးပြောမယ်ဆိုရင်တက်တော့ဘောကဝင်တဲ့ဝင်မယ်3ရက်စာလောက်ပဲရှိတဲ့အမောက်လေးနဲ့ကျွန်တော်စီမှာဒီပညာတွေကိုတန်ကြားပြီးတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့ကျွန်တော်တို့လိုမျိုးဒီညီမတွေလိုမျိုးလာစားအဲ့ဒီလာစားထိုက်ကုန်နေပြီးတော့ညားတဲ့လာစားတွေကိုကျွန်တော်တို့တက်တော့ဘောကနေရှာလို့ရမယ့်ခွင့်ရတွေရမှာပဲဖြစ်ပါတယ်เนาะစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ page ကနေပြီးတော့ဆက်သွယ်လို့ရပါတယ်เนาะဟုတ်တယ်ကျမလည်းလောကမပေးပါလေရှင်တကယ်ကျမပို့မပြောဘူးနော်ကျမပို့ပြောတတ်တဲ့လူမဟုတ်ဘူးနော်တကယ်ကိုလက်တွေ့အခုတင်နေလို့ကောင်းလို့ကျမတော့ညှော်ပြပါလေရှင်ဒီကိုမှစိတ်ဝင်စားရင်တော့လာတက်ပါနော်ဒီကိုနိုင်ပဲလေဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာနော်ဒီညီမရဲ့ဝင်ဝင် income ပေါ့နောက်ရလာအနေငယ်အတွင်းမှာနော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာလက်တွေ့ဘယ်လောက်ထိရလဲဆိုတာကိုကျွန်တော်တို့ပြပေးမယ်နော်ဒါဆိုရင်နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာတွေ့ရအောင်နော်အားလုံးပဲ bye bye ပါဗျာ